အဲ့ဒါဖာတီမှာပဲဟန်ဆောင်မနေစမ်းနဲ့အေးအေးဆေးဆေးနေလို့မရဘူးလားကြည်စမ်းအားကငါတို့เจ้าကလူယူရန်เจ้าတိနေတယ်ငါနဲ့သူကတက္ကသိုလ်တစ်ခုတည်းတက်ခဲ့တာမှမဟုတ်တာအဲ့ဒီတော့ကရေးစားစကားပြောလို့အလွဲဖြစ်ရင်သူ့ရဲ့မကြောက်လို့လူယူရန်เจ้าသူ့ကိုတခါမှမပြောဘူးဒါပေမဲ့အခုသူတိနေတယ်ဒီနှစ်တွေထဲမှာငါမတိလိုက်တဲ့ကိစ္စတွေအများကြီးဖြစ်ခဲ့ပုံပဲအရေးကြီးဆုံးကသူ့စကားအရဆိုရင်ကျွန်တော်မိမကလူယူရန်လုံးဝမဟုတ်ဘူးဒါဆိုအဲ့ဒါဘာတူလဲဒါကိုတွေးမိတော့အိတ်ခမ်းထဲကိုတစ်ချက်ပြန်ကြည့်လိုက်တယ်နောက်ဆုံးတော့ထူးဆန်းတာတစ်ခုတွေ့သွားတယ်အခန်းထဲမှာဘာဓာတ်ပုံမှမရှိဘူးမင်္ဂလာဆောင်ဓာတ်ပုံတွဲရိုက်ထားတဲ့ပုံတကိုယ်တော်ပုံအားလုံးမရှိဘူးကျွန်တော်ဘက်ကတိတ်ဆိတ်နေမိတယ်ဖုန်းတစ်ဖက်ကကြည်စမ်းလဲစိုးရိမ်သွားပုံရတယ်ပွားစီနဲ့ဘာတွေပြောနေမှမသိဘူးဒါပေမဲ့ကျွန်တော်ဘာမှနားလည်းမဝင်တော့ဘူးဘသူကိုလက်ထပ်လိုက်တာလဲဆိုတာပဲသိချင်နေတယ်ဘသူဖုန်းချလိုက်မှမသိဘူးအတွေ့တဲ့နှစ်နေမျောနေတော့အခန်းတကားခောက်တန်ကြားလိုက်ရတယ်တိတ်ဆိတ်သွားတယ်ဒေါ်တယောက်တကားဖွင့်ဝင်လာတယ်သူ့ပုံစံကတတိထားနေတယ်လို့ပဲကျွန်တော်ကိုကြောက်နေပုံရတယ်ဆရာတခုခုစားမလားအစာမစားတာ2ရက်ရှိပြီသူပြောမှပဲဘိုက်ကတကွီကွီမြည်လာတယ်ကောင်းပြီတကယ်တော့အစားစားခြင်းစိတ်မရှိပါဘူးဒါပေမဲ့လူကတကယ်ကိုမခံနိုင်တော့ဘူးတိတ်မကြခင်ပါပဲအန်တီကအစားတောက်တွန်းလဲလေးတွန်းပြီးဝင်လာတယ်အပေါ်မှာအနက်အရသာနဲ့ပြည့်စုံတဲ့ဟင်းပွဲတွေပါလာတယ်အသားနဲ့ဟင်းသီးဟင်းရွက်မြတ်အောင်စီစဉ်ထားတယ်ပြင်ဆင်ထားတာကလည်းတက်ရက်တယ်ကိုရေးကြီးတာကအားလုံးကကျွန်တော်ကြိုက်တာတွေကြီးပဲဒါကကျွန်တော်ရဲ့အခုလက်ရှိဘဝကအဆင်ပြေနေတာကိုပြနေတယ်လို့ပဲကလေးထိန်းဖို့အတွက်အထိန်းတော်ရှိနေတာပဲလေနေထိုင်ရေးကိုအတော်ကကြည့်ပေးတယ်ထမင်းစားရင်အခြေအနေတွေကိုမတိမတာဘလို့စုံစမ်းရမလဲစဉ်းစားနေမိတယ်ရုတ်တရက်တကားပြန်ပွင့်လာတယ်တားလေးချမ်းပြေးဝင်လာတယ်ဖေထမင်းထစားနိုင်ပြီပေါ့ဖေတော်လိုက်တာမေသိရင်တိတ်ပျော်မှာပဲသူမေအကြောင်းပြောတာကြတော့ကျွန်တော်အခွင့်ကောင်းယူပြီးမေးလိုက်တယ်ဒါဆိုအမေကဘဲကိုအလုပ်ကိစ္စသွားတာလဲအမေနယ်ကိုအလုပ်ကိစ္စသွားတာခုနကပဲပြောပြီးပြီလေပြန်လာရင်လက်ဆောင်ဝယ်လာမယ်လို့အမေပြောသေးတယ်ဟုတ်လားဒါဆိုအမေဘယ်တော့ပြန်လာမှာလဲတားမသိဘူးလေနှစ်ပတ်ကြာမယ်လို့အမေပြောတယ်ဒါပေမဲ့နှစ်ပတ်ဆိုတာဘဲနေလဲတားမတွက်တတ်ဘူးမျက်မှောင်လေးအမြဲကုန်နေတာပဲစိတ်ညစ်နေတဲ့မျက်နှာနဲ့သူ့ရဲ့ဒီလိုပုံစံလေးကိုကြည့်ပြီးကျွန်တော်ဆက်မေးလိုက်တယ်ဒါဆိုတာအခုဘယ်နှစ်ရှိပြီလဲတား3နှစ်ပါဒါပေမဲ့မကြခင်4နှစ်ပြည့်တော့မှဆိုတော့4နှစ်လို့ခေါ်လို့ရတယ်တားလေးကတော်လိုက်တာငငယ်လေးနဲ့ညံကောင်းလိုက်တာဒါဆိုဖေကစမ်းမေးကြည့်မယ်ဖေနဲ့မေရဲ့တပ်ပုံတွေဘယ်မှာလဲဖေအဲ့ဒီတပ်ပုံတွေကအကုန်လုံးထန်းစကားမဆုံးခင်မှာပဲကလေးထိန်းရောက်လာတယ်သူမစကားကိုဖျက်ပြောလိုက်တယ်လူကြီးမင်းတောင်းပန်ပါတယ်ကလေးကိုတေချာမကြည့်မိလို့ပါသူ့ကိုအပေါ်တက်ပြီးလာနောက်ဆက်ခွင်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ကျမထန်းကိုအခုပဲခေါ်သွားလိုက်ပါမယ်ဒီအန်တီနှစ်ယောက်ရဲ့အမူအရာကအစကတည်းကထူးဆန်းနေတာကျွန်တော်အပေါ်ရိုသေကြောက်ရွံ့နေကြတယ်ရိုသေတာကိုတော့နားလည်နိုင်တယ်လစာကောင်းလို့ပဲလားမသိဘူးကြောက်နေကြတယ်ဘာလို့ငါ့ကိုကြောက်တာလဲငါစိတ်ထားကအဲ့လောက်ဆိုးလို့လားပေါင်းရခက်လို့လားဒါမှမဟုတ်ဒေါသကြီးလို့လားထမင်းစားပြီးတော့အပေါ်ထက်မှာလိုက်ကြည့်လိုက်တယ်ဘာတဲလွန်စားမှမတွေ့ဘူးအောက်ထက်ကအတန်ကြားလို့အောက်ဆင်းလာခဲ့တယ်တားလေးချမ်းလီကိုဆက်နေတာတွေ့တယ်ဒါပေမဲ့သူ့လက်ကလေးတွေကအားမရှိဘူးအသေးစိတ်အစိတ်ပိုင်းတွေတက်လို့မရဘူးဒါပေမဲ့ဒီကလေးကတော်တော်လေးကိုအားကိုတယ်ကိုဘာသာပဲအတင်းဖိတတ်တယ်လက်ကလေးတွေညီရဲနေတဲ့အထိပဲသူများအကူညီလဲမတောင်းဘူးဒီလောက်ကလေးလေးကဒီလောက်ကိုအားကိုတာငွေရပါဖြစ်ရင်ဖြစ်ဒါမှမဟုတ်မိသားစုပတ်ဝန်းကျင်ကြောင့်ဖြစ်မယ်ဒါပေမဲ့ခုနကထန်းကျွန်တော်စီပြေးလာတဲ့ပုံစံကြည့်ရင်တကယ်တော့သူကဖော်ရွေပြီးတက်ကြွတဲ့ကလေးပါသူခုလိုအကူညီမတောင်းချင်ဖြစ်နေတဲ့အကြောင်းရင်းကအရန်ကိုရှင်းနေတာပဲငါပဲအဓိကတရခံဖြစ်မှာပါသူလောနေလို့မျက်နှာလေးမှာချွေးတွေစိုးနေတာကိုကြည့်ပြီးစိတ်ထဲမှာရုတ်တရက်စိတ်မကောင်းဖြစ်မိတယ်သူ့နာကိုအမြန်သွားလိုက်တယ်ဝါချမ်းလေးကတော်လိုက်တာဒါတွေအားလုံးသားဘာသာဆင်ထားတာလားဟုတ်တယ်3-4နှစ်အရွယ်ကလေးတွေကစကားအပြောရဆုံးပဲစကားနည်းနည်းနဲ့တင်သူအရန်ပြောသွားတယ်ဖေမင်းနဲ့အတူဆော့လို့ရမလားဒီလောက်အကြီးကြီးကိုဖေတခါမှမဆော့ဘူးသေးဘူးရတာပေါ့ချမ်းကစိတ်လှုပ်ရှားပြီးလက်ခုပ်တီးတယ်ဖေဘာလို့ရုတ်တရက်ပြောင်းလဲသွားလဲသူနားမလည်နိုင်ပေမဲ့ကောင်းလာတဲ့ဖေကိုဘသူကမကြိုက်ဖဲနေမှာလဲသူကအခုလက်ရှိကျွန်တော်ကိုတကယ်ကြီးချစ်နေတာကျွန်တော်တို့ခဏလောက်လီကိုတွေတူဆော့ဖြစ်ကြတယ်ယူအာမပြန်လျှောက်လာတယ်ဆရာချမ်းတင်တန်းသွားဖို့အချိန်တန်ပြီးကလေးကိုကျွန်မအရင်ခေါ်သွားလိုက်မယ်ကောင်းပါပြီကျွန်တော်ခေါင်းညှိပြလိုက်တယ်ကလေးလည်းအကြာကြီးဆော့ထားတော့ပင်မနေရောပေါ့တခြားတစ်ခုခုပြောင်းလုပ်တာကစိတ်အပန်းပြေစေတယ်မထွက်ခင်မှာချမ်းကရုတ်တရက်လှည့်ပြီးကျွန်တော်ကိုဖတ်တယ်တိုးလေးပြောတယ်ဖေတားခုလိုလေးကိုကြိုက်တယ်